အားလုံးမင်္ဂလာပါအခုကျွန်တော်ပြောမယ့်အကြောင်းအရာကတော့ Facebook Ads Manager သုံးတဲ့လူတွေမှာအဓိထားရမယ့်အချက်ကလေး CPO နဲ့ပတ်သက်ပြီးတော့ Pitfall ရှိတဲ့အကြောင်းအရာကိုဒီဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ပြောရမှာဖြစ်ပါတယ် CPO အကြောင်းသိပြီးတဲ့လူတွေလည်းခဏနားထောင်ကြည့်ပေးပါCPO ကတော့ဒါ Ads Manager သုံးတဲ့လူတွေတော်တော်များသိပြီးသားဖြစ်ပါလိမ့်မယ်ကျွန်တော်တို့အရှိကောင်းအားဖြင့်တော့ campaign budget optimization Facebook ကအရင်တော့ကျွန်တော်တို့ campaign budget optimization ဆိုတဲ့ option မရှိခင်တော့ကျွန်တော်တို့ asset တွေခွဲရတယ် asset တွေခွဲပြီးတော့ကြော်ညာရတယ်ကိုကဒီ result တွေကို monitor လုပ်မယ်စောင့်ကြည့်ပြီးမှဘယ် asset ကအကောင်းဆုံးလဲကောင်းဆုံး asset ကိုအကြိုက်ဆုံး asset ကိုရွေးချယ်ပြီးမှကျွန်တော်လုပ်ခဲ့ရတယ်ဒါအရင်တော့အခြေအနေ CPO ရတာကျွန်တော်တော်ကြာပြီဒါပေမဲ့တချို့လည်းသုံးမှုလူကြီးတွေမသုံးဘူးတဲ့လူတွေလည်းရှိပါလိမ့်မယ် CPO ကိုနားမလဲသူတွေအတွက်ကျွန်တော်ဒီမှာအသေးစိတ်တော့မရှင်းပြတော့ဘူးအကြမ်းမြင်ကျွန်တော်ပြောပြပေးမယ် campaign budget optimization ဆိုတာတကယ်တမ်းကျွန်တော်တို့ campaign level မှာ budget ထည့်လိုက်တာအရင်တော့ကျွန်တော်တို့ဒီ campaign level မှာ Facebook Ads Manager သုံးမယ်ဆိုရင် campaign ဆိုရင် tab ရဲ့အောက်မှာကျွန်တော်တို့ဒီရွေးချယ်စရာ CPO ဆိုတဲ့ option လေးမပါဘူးကျွန်တော်တို့လွန်ခဲ့တဲ့တစ်နှစ်လောက်ရှိမှထင်တယ်အဲ့ဒီတုန်းကစပြီး CPO ဖွင့်ပေးတယ် CPO ဖွင့်ပေးတော့တချို့ marketer တွေမသုံးဘူးကြဘူးမသုံးရဲကြဘူးမသုံးတတ်ကြဘူးဘာဆိုလိုမှန်းတခြားမသိကြဘူးအဲ့ဒီနောက်ပိုင်းမှာတဖြည်းဖြည်းသုံးတာများလာကြတယ်များလာတဲ့အချိန်မှာတချို့လည်းသူတို့ရဲ့ experience ပေါ်မူတည်ပြီး CPO ဒီလိုလုပ်ပါပြောကြတယ်မျိုးစုံပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ CPO ကိုတေချာကနာတီးပြီးတေချာလုပ်ဖို့လေလိုအပ်ပါတယ် CPO ကကျွန်တော်ပြောလို့အခြေခံလူတွေနားမလည်တဲ့လူတွေအတွက် campaign level မှာကျွန်တော် budget ထည့်တာဖြစ်တယ် asset level မှာကျွန်တော်တို့ asset တစ်ခုချင်းစီမှာကျွန်တော်လိုက်ထည့်စရာမလိုပါဘူး Ads Manager မသုံးမင်းနဲ့ကျွန်တော်တို့ဖုန်းနဲ့ boost လုပ်တဲ့လူတွေကတော့ CPO ကသူတို့ asset တစ်ခုလေးသုံးနေရင်တော့ဒါအရင်သိတာမဟုတ်ဘူး asset တွေ level လိုက်အများကြီးခွဲတဲ့လူတွေမှာအရင်အသုံးဝင်ပါတယ်ကျွန်တော်တို့တချို့ campaign တွေ run တဲ့အချိန်မှာ asset level တွေအများကြီးခွဲပြီး run တဲ့လူတွေရှိတယ်တချို့တော့ 4-5 ခုလောက်ပဲ run တဲ့လူတွေရှိတယ် marketer တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူးသူတို့လုပ်ရတဲ့ brand တွေသူတို့ product တွေသူတို့ရဲ့ marketing campaign တွေပေါ်မူတည်ပြီးကျွန်တော်တို့ CPO သုံးခြင်းမသုံးခြင်းကကွာပါတယ်ကျွန်တော်တို့ campaign အားလုံးတိုင်းကို CPO သုံးရမယ်ဆိုတဲ့အယူဆဟာလည်းအမှန်တော့မဟုတ်ပါဘူး CPO သုံးရမယ့်နေရာတွေရှိတယ်မသုံးရမယ့်နေရာတွေမျိုးတွေလည်းရှိပါတယ်ကျွန်တော် CPO ကဘာနဲ့အနည်းဆက်ဆုံးတူလဲဆိုကျွန်တော် camera body နဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ auto camera အခုနောက်ဆုံးပေါ်လာလူတွေတကူသုံးလို့ရတဲ့ camera တွေကကျွန်တော်တို့ဖုန်းမှာပါတဲ့ camera တွေဆိုလဲဒါကျွန်တော် auto mode တွေနဲ့ရိုက်ကြရှိတယ်ကျွန်တော် mode လေးတွေရွေးပြီးရိုက်လို့ရတယ်CPO ဒီတဘောတရားပဲ auto နဲ့တွားတာနဲ့တူတယ် CPO မပါဘဲနဲ့ asset level မှာကျွန်တော် budget တွေကိုplan ဆွဲပြီးမှ တိုက်ထည့်တဲ့ကိစ္စကကြတော့ manual သွားရတယ်တူတယ်ဆိုတော့ကျွန်တော် camera နဲ့ရိုက်တော့မယ်ဆို ISO level အလင်းမောင်တခြားချိန်တာမျိုးတွေကျွန်တော်တို့ manual focus လောက်တာမျိုးတွေဒါမျိုးကွဲသွားရတယ်တူတယ်ဒါကြောင့် camera တဘောတရားနဲ့ပြောမယ်ဆိုရင် auto mode က CPO နဲ့တူတယ်ကျွန်တော်တို့ auto မလုပ်ချင်တဲ့လူတွေ advanced marketer တွေကတော့ manual သွားတဲ့လူတွေရှိတယ်ဒါမှမဟုတ်နောက်ပိုင်းတချို့ marketer တွေလည်း CPO ပို့ပြီးကြိုက်လာတာမျိုးရှိတယ်ဘာလို့လဲဆိုတော့ CPO ကအစတော့မှကျွန်တော်တို့ machine learning ကိုအရင်အားကိုးလို့မရဘူးနောက်ပိုင်းမှာ machine learning ကတော်တော်ကောင်းလာတဲ့အနေအထားမျိုးတွေရှိလာတယ်ဒါကျွန်တော် CPO အကြမ်းမြင်ပြောတာပါ okay ကျွန်တော် CPO မှာမပြောခင် budget ကိုထည့်တဲ့အချိန်မှာခုနကကျွန်တော်ပြောခဲ့လို့ asset level မှာထည့်တာဒါကျွန်တော်ရှိတော့ဒါလိုမျိုးညီတူညီမျှထည့်တာလည်းရှိမယ်ဆိုတော့ asset E ကျွန်တော်ရန်ကုန်မြို့ target ထားမယ် asset B ကျွန်တော် Monday ကို target ထား asset C တောင်ကြီးမြို့သွားမယ်ဒါမျိုးကျွန်တော်တို့မြို့အလိုက် geographic သွားမှာလားဒါမှမဟုတ်ကျွန်တော် interest level တွေနဲ့သွားမှာလားဒါမှမဟုတ်ကျွန်တော် customer audience တွေ lookalike တွေနဲ့သွားမှာလားအစရှိတဲ့ asset တစ်ခုနဲ့တစ်ခုမှာ audience မတူတာလည်းဖြစ်မယ်ဒါမှမဟုတ်ကျွန်တော်တို့က audience တွေတူပြီးတော့ကျွန်တော်တို့တချို့ကaudience asset တစ်ခုတွေပဲသွားတယ် creative တွေပြန်ခွဲချတာလည်းရှိတယ်ဒါတော့ဒီ tree နဲ့တူမှာမဟုတ်ပါဘူးကျွန်တော်မျိုးစုံ ads တစ်ခုကိုကျွန်တော်တို့ဒီ Facebook ads တစ်ခုလုပ်မယ်ဆိုရင်ကျွန်တော် strategy မျိုးစုံ tactical မျိုးစုံနဲ့လုပ်လို့ရတယ်အဲ့ဒီထဲမှာကျွန်တော်ဒီ asset တွေခွဲတဲ့ကိစ္စလည်းပါတယ် asset တွေခွဲတဲ့အချိန်မှာအခုလို့$10တွေမျှထည့်မယ်ဆိုရင်ကျွန်တော်တို့ကတကယ်တမ်းကိုတကယ် campaign တစ်ခုပြီးသွားတဲ့အချိန်မှာreturn on ad spend ကိုတွက်တဲ့အချိန်မှာကိုကတိတ်တွက်ချင်မကြိုက်တော့ဘာမှလူဘိန်းသားလည်းအောင်ပြောမယ်ဆိုကျွန်တော်တွက်ချင်မကြိုက်တဲ့အချိန်မျိုးတွေဖြစ်လာတတ်တယ်အဲ့လိုမျိုးတွက်ချင်မကြိုက်ဒါမျိုးအနေထားမျိုးမဖြစ်အောင်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ media buyer တွေရဲ့အခန်းကဏ္ဍအရေးကြီးလာပြီသူတို့ရဲ့အသွေးကြုံတွေသူတို့ရဲ့လုပ်ဖူးတဲ့ campaign တွေပေါ်မူတည်သူတို့ကဒီ budget တွေကိုသူချိန်စားတယ်ဒီမှာထည့်ခဲ့တဲ့ asset တစ်ခုချင်းစီ level မှာရှိတဲ့ကျွန်တော် audience alike
ဘယ်လိုသုံးရင်ဘယ်လိုလုပ်ကောင်းမလဲကျွန်တော် placement ဒီထဲမှာကျွန်တော်အသေးစိတ်မပြောတော့ asset ထဲမှာကျွန်တော် asset အောက်မှာမိတ်ဆွေတို့လည်းတည်ပြီးသားပါ audience ရှိတယ် placement ရှိတယ် bid strategy တွေရှိတယ်အမျိုးစုံရှိတယ်ဒီမှာကျွန်တော်အသေးစိတ်မပြောတော့ဘူးဒီမှာပြောချင်တာကတော့ကျွန်တော် asset level အလိုက်မှာထည့် budget ကိုမျှဝေတဲ့အချိန်မှာဒီလိုညီတူညီမျှထည့်တယ်လို့ရှိတယ်ခွဲပြီးတော့ဥပမာဆိုတော့ $5 $10 $15 ဒီလိုကို plan လုပ်ထားတဲ့အတိုင်းပို့ထည့်တာရော့ထည့်တာမျိုးတွေရှိတယ်ဒါကျွန်တော်တို့တကယ်တမ်းကနောက်ဆုံးရလာမယ့် campaign တစ်ခုရလက်က return on ad spend $သုံးလိုက်လို့တကယ်အပြင်မှာ conversion sales conversion အယောင်ဘယ်လောက်ပြန်ရလဲဆိုတော့တိုင်းတဲ့နေရာမှာတော်တော်လေးကွာသွားပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ CPU ကိုသုံးခိုင်းကြတာဖြစ်တယ်ကိုကဓာတ်ပုံဝါနာပါတယ်ကိုကဓာတ်ပုံဝါနာပါတယ်ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်အခုခေတ်မှာကျွန်တော် auto mode တွေနဲ့ရိုက်ကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ auto mode တွေအရန်ကောင်းလာတယ် manual cam professional ကျွန်တော်တို့ဒီ camera photographer တွေ level လောက်ဒီပါကောင်းလာကြတယ်ဒါပေမဲ့ professional photographer တွေကျွန်တော်မိမှာမဟုတ်ပါဘူးဘာလို့ဆိုတော့သူတို့ကပညာရှင်တွေ professional တွေဖြစ်တဲ့အတွက်သူတို့အတွေ့အကြုံသူတို့ရဲ့ကျွန်တော်တို့ experience ပုံမူတည်ပြီးတော့ဒီမှာကျွန်တော်တို့ asset မှာလည်း budget တွေသူ့ဟာသူထည့်တော်တာမျိုးရှိပါလိမ့်မယ်ဒါကြောင့် CPU သုံးခြင်းမသုံးခြင်းဒီငင်းခုန်ကြမလို့ပါဘူး CPU ဟိုဖွင့်တဲ့သူကိုက beginner level intermediate level CPU ကိုကျွန်တော်အားကိုးလို့ရတယ်ကျွန်တော်တို့ advanced level တမားတွေကြတော့ကျွန်တော် CPU လည်းသုံးလို့ရတယ်တချို့ campaign တွေမှာ manual နဲ့တွားတာမျိုးတွေရှိတယ် okay နောက်တစ်ခုကကျွန်တော်တို့ဟုတ်ပြီ CBO ဆိုတာအခုဒါကိုဆိုလိုတာဖြစ်တယ်ကျွန်တော်တို့ခုနလိုခေါင်းမစားချင်တော့ဘူး advertiser တယောက် marketer တယောက်ကခေါင်းမစားချင်တော့ဘူးသုံးမှာကခုနလို$30ပဲသုံးမယ်ဒါပေမဲ့ဒီ asset တစ်ခုချင်းစီကို cost အသက်တာဆို efficient အဖြစ်ဆုံးဖြစ်အောင်တနည်းအားဖြင့်ခုနကျွန်တော်ပြောခဲ့တဲ့ return on ad spend တွက်ချီကိုက်အောင်ကျွန်တော်တွားခြင်းနေဆိုတဲ့လူတွေက beginner intermediate level ကလူတွေကဒီမှာ$30ထည့်လိုက်မယ်ဆိုရင်သူတွားမဲ့တကယ်ကုန်ကြမဲ့ဇရိတ်တွေကခုနလို10မဟုတ်တော့ဘဲနဲ့သူကဆိုတော့ asset A က CBR အရန်ကောင်းတယ် cost per result အရန်ကောင်းတယ် cheap ဖြစ်တယ်ဒီကြော်ညာတစ်ခုကသူ audience နဲ့သူ creative နဲ့ guide လို့ဈေးသက်တာတယ်ဆိုဒီကိုတော့ပို့သုံးပေးမယ် asset E မှာပို့သုံးပေးမယ်ဆိုတော့ကျွန်တော်တို့$15ဖြင်းဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ$10ဖြင်းပြီးတော့ဒီမှာကျွန်တော်တို့$5ပဲသုံးတာမျိုး asset C မှာ$သုံးတာမျိုးဖြင်းဖြစ်သွားမယ်ဒီလိုမျိုးကျွန်တော်တို့ဒီ budget allocation ကိစ္စကိုဒီ Facebook ရဲ့ကျွန်တော်တို့ဒီ CPU က machine learning algorithm နဲ့တွားတယ်ပြီးတော့ကျွန်တော်တို့ဒီ marketing API နဲ့တွားတယ်ဒီလို CPU ကဒီလိုလုံဆောင်တဲ့အတွက်နောက်ဆုံးကျွန်တော်ရလက်က CPU ရဲ့ရလက်ကဘာလို့လုပ်ချင်တာလဲဆိုတော့efficient budget utilization မှာ okay ကျွန်တော်တို့$30သုံးလိုက်တယ်အဲ့30နဲ့တန်နဲ့ကျွန်တော်တို့ engagement တွေပြန်ရခြင်းတဲ့လူတွေရှိတယ်ဆိုတော့ကိုက engagement campaign လုပ်တယ်ဆို video view campaign လုပ်တယ်ဆို video view တွေပြန်ရခြင်းတာမျိုးရှိတယ် message campaign လုပ် message တွေအဆောင်ရင်တက်လာတာမျိုးလိုချင်တယ်ဒါကြောင့်ကိုလိုချင်တဲ့ result ကိုရအောင် efficient budget use ဖြစ်အောင် CPU သုံးကြတယ်ဘယ်လိုလူတွေကတော့ CPU မသုံးချင်ဘူးလေဆိုတော့ခုနကျွန်တော်ပြောခဲ့တော့ advanced marketer တွေ CPU အကြောင်းအသေးချာ knowledge အောင်သိတဲ့လူတွေကြတော့ဒီသူ့ရဲ့ pitfalls လေးတွေရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအခုတွားနေတဲ့ system က machine learning ကိုသုံးထားတာသူကဘယ်လိုတွားလဲဆိုတော့သူ machine learning ဒါကျွန်တော်ဒီမှာအကျယ်ချဲတော့မပြောတော့ဘူးဒီမှာ delivery optimization ရှိတယ် delivery optimization ဆိုတာဘယ်လိုလူတွေဘယ်လိုအခြေထားမျိုးမှာဘယ်လိုကြော်ညာတွေပြရမလဲဆိုတာအလိုတရားအလုပ်လုပ်တဲ့ဟာမျိုးရှိတယ်ပြီးတော့ကျွန်တော်အဲ့လိုအလုပ်လုပ်တာကောင်းလာဖို့ဆိုရင်သူက learning phase ဆိုတာဟာမျိုးဖြတ်ရတယ်learning phase ကိုဖြတ်ပြီးမှဆိုလိုတာကျွန်တော်တို့ကြော်ညာတွေကိုကိုကစ target ချိန်လိုက်တယ်ပြစ်လိုက်တယ်တခါတည်းကြော်ညာတွေစလွတ်ပြီးဆိုတာနဲ့ဒါဆက်စချင်းဒီ learning phase ဒါမိတ်ဆွေတွေတချို့တွေမြင်ဘူးလိမ့်မယ်ကျွန်တော်တို့ learning phase ဆိုပြီးတော့ကိုယ့်ရဲ့ active state တဲ့အောင်မှာ learning phase ပေါ်နေတာမျိုးရှိတယ် learning phase ပြီးတော့မှဒီကြော်ညာတွေဘယ်လိုလူတွေကိုကောင်းကောင်းပြပေးမယ် result ထွက်အောင်လူချင်းတဲ့ result ကိုချိန်ထားတဲ့ campaign objective နဲ့ကိုက်ညီအောင်တို့က deliver ကို optimize လုပ်ပေးထားတယ်ဒါကြောင့် CBO ကိုကျွန်တော်ပြန်ဆက်ပြီးပြောရမယ်ဆိုရင် CBO ဒီကျွန်တော်ပြောခဲ့တယ်လို့ရှေ့မှာကျွန်တော် slide ပြန်ပြမယ်ပြောခဲ့တယ်လို့ CPR ကိုတက်တာအောင်လုပ်ပေးတာ cost per result ကိုတက်တာအောင်လုပ်ပေးတာကျွန်တော်တို့ business objective တိုင်းဒီ CPR တက်တာဖို့တခုတည်းမဟုတ်ဘူးကျွန်တော်တို့ margin profit margin လိုချင်တဲ့ business တွေရှိတယ်ကျွန်တော်တို့တခါလေကျရင်ဆိုလိုတဲ့အဓိပ္ပာယ်ကကျွန်တော်ကြော်ညာစီရိတ်တွေတော့တက်တယ်ကြီးတယ်တယောက်မှသုံးလိုက်တဲ့ကြော်ညာ message တစ်စောင်တက်လာဖို့ကြော်ညာစီရိတ်တွေကများတာမျိုးရှိမယ် video view လေးတစ်ခုတက်လာဖို့ကြော်ညာစိတ်တွေကများတာမျိုးရှိမယ် like လေးတစ်ခုတက်လာဖို့ကြော်ညာစိတ်တွေကများလေးရှိမယ်ဒါပေမဲ့တကယ် result မှာတကယ် customer အစ်စ်တွေရတယ်တကယ်ကို
ပစ္စည်းကိုဝယ်မယ်ဖောက်တယ်တွေတိုးလာတာနဲ့ကျွန်တော်တို့တကယ်ဘာမှမဟုတ်ဘဲနဲ့ကိုယ်နဲ့မဆိုင်တဲ့လုပ်ငန်းကိုယ်လုပ်ငန်းနဲ့မဆိုင်တဲ့လူတွေတိုးလာတာမျိုးနဲ့တူမှာမဟုတ်ဘူး CPR တော့အရန်ကောင်းပါတယ်တကယ်တမ်းကျွန်တော်တို့ sales conversion မရဘူးအယောင်းတွေလည်းဖြစ်မလာဘူး brand advocate တွေလည်းဖြစ်မလာဘူးဆိုတဲ့အနေအထားမျိုးတွေကကျွန်တော်တို့ကCPR တစ်ခုတည်းကိုကြည့်ခဲ့တဲ့အနေအထားတွေကြောင့်ဖြစ်တဲ့ဒါကြောင့် CPR တစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့တခြားအချက်လက်တွေစဉ်းစားဖို့ဥပမာကျွန်တော်တစ်ခုပြောပြမယ် CPU pitfall တစ်ခုဖြစ်နိုင်တာဆိုရင်ခုနကကျွန်တော် geographic targeting လုပ်တယ်ရန်ကုန်လုပ်တယ်တောင်ကြီးလုပ်တယ်မန္တလေးလုပ်တယ်တကယ်တမ်းကျွန်တော်တို့ CBO ထည့်ပြီးလွတ်ကြည့်လိုက်မိတ်ဆွေတို့တွေ့မှာဘာတွေ့မလဲဆိုရန်ကုန်ဘက်မှာကျွန်တော်တို့ CPR တက်တာတဲ့အတွက်အဲ့ဒီဘက်ကို traffic တွေကစီစဉ်သွားလိမ့်မယ် CBO ရဲ့တပေါ်တရားရအဲ့ဒါကြောင့်ကိုယ့်ရဲ့လုပ်ငန်းကမန္တလေးကို focus ထားနေတယ်မန္တလေးကိုကျွန်တော် face တင်ခြင်းနဲ့အယောင်းပိုတက်အောင်လုပ်ချင်တဲ့နေရာဒါအနေထားမျိုးမှာခုနလိုမျိုး CBO ကြီးဖွင့်ချပြီးတော့ကျွန်တော်တို့ geographic location တွေထည့်တာမျိုးဆိုရင် wrong objective ဖြစ်သွားပြီသူကရန်ကုန်လေးစီပဲရောက်သွားမယ်ဒါကြောင့် asset related outcome လိုချင်တယ် asset ကဆိုလို့တာကျွန်တော်ခုနပေးဥပမာတစ်ခုပဲရှိသေးတယ် geographic ပေါ်မူတည်ပြီးတော့ location ပေါ်မူတည်ပြီးတော့ကျွန်တော်တို့က result တစ်ခုထွက်ချင်တယ်ဆိုရင် CPU အရန်အားကိုလို့မရဘူး manual နဲ့တွားတာမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးသတ်ပြီးပြောမယ်ဆိုရင်မိတ်ဆွေကအခုမှစလေ့လာတဲ့ beginner ဖြစ်မယ်ဒါမှမဟုတ်အသင့်အတွေ့အကြုံရှိပြီး intermediate marketer တယောက်ဖြစ်မယ်ဆိုရင်ကျွန်တော် CPU သုံးပါကျွန်တော်သုံးဖို့လည်းတိုက်တွန်းပါတယ်ဒါပေမဲ့ CPU သုံးပြီးကျွန်တော်ဘာတွေရလာမလဲဆိုရင်တော့ CPU ကတော့ report ကောင်းအောင်ကျွန်တော် ROAS return on ad spend ကောင်းအောင်တော့လုပ်ပြလိုက်မယ်တကယ်တမ်းကျွန်တော်တို့ sales conversion ရလာဖို့ကြတော့ကျွန်တော်တို့ကဒီ conversion campaign တွေလိုမျိုးဟာမျိုးကျွန်တော်တို့ campaign objective တွေက conversion campaign လိုမျိုးတွားမှာပဲအဆင်ပြေမယ်ဒါပေမဲ့မိတ်ဆွေတို့ထဲမှာ e-commerce လုပ်တဲ့လူ conversion objective သုံးတာ pixel သုံးတဲ့လူတွေအဲ့လောက်ကြီးရှိအောင်မှာမဟုတ်ပါဘူးဒီအတွက်ကြောင့်တော်တော်များများက CPO ဖွင့်ပြီး run တဲ့ဟာအဆင်ပြေနေတာမျိုးတွေ့ပါလိမ့်မယ်ကျွန်တော်ဗီဒီယိုလည်းအရင်ရှိသွားပြီအကိမိတ်ဆွေနားမလည်တဲ့အကြောင်းအရာရှိတယ်ဆိုရင်ဒီဗီဒီယိုအောက်မှာ comment မှာဆွေးနွေးပေးပါသိချင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ချိန်ရတော့အကုန်လုံးပြန်ဖြန့်ပြပေးပါမယ်ဒီအစိုးရနားထောင်နေတဲ့အားလုံးကျေးဇူးတင်ပါတယ်